ယသုဒ္ဓသင်္ခါတံဥဒာနံဘဂဝတာကထာကထာကမ္မတံဝိရိတဝါကထင်သဥဒာနိတံဝုရုဝေလာယံဗန္တိနိသနေရသရာယံတိရေဘောဓိလောကမူလေအဘိဓမ္မောတိတောတတ္တမယရတိယမိတိမေယမိပဋိသနမုပ္ပါဒံပတိလောမမနတိကရိတဝါအဝိဓာတိပစ္စယနိရောဓေနသင်္ခါရာတိကတာပစ္စယုပံနတ္တဒုက္ခကန္တတနိရောဓသင်္ခါတံအထံမိတိတဝါယရာဝေဘာတုဘဝန္တိဓမ္မာအာဒပိနောဇာယတောဗျာမနတအထန္တာကင်္ကာဝပယံတိကဗာယတောခယံပစ္စယနံအဝိတိတိဧဝံခောဗန္တိဘဂဝတာဥဒာနိတံသောဥဒံပါဠိတော်ဘောဓိဝေ၌ပင်လင်ဒုတိယဘောဓိတော်ဟုခေါ်တော်သောဥဒံစကားတော်မြတ်ကိုဘုံတော်၆ပါးနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်အဘယ်ရဒေသ၌ဘယ်ခါကာလပဲဘယ်လိုသောအကြောင်းအရာနှင့်သဘောကိုသိမြင်တော်မူ၍ဘယ်လိုသောအခြေအရာအချင်းဥဒံကျွင်းတော်မူခဲ့ပါသနည်းငါချင်းကုရုလတော်နေရင်ကရာစိတ်ကံမဟာဘောဓိပင်အပရာဇိတဗံလေအယံ၌ပင်လေဥဒံကျွင်းတော်မူအပ်ပါသည်ဘုံတော်ကြောင့်ပါနှင့်ပြည့်စုံတော်မူသောသဗ္ဗညုမြတ်စွာဘုရားသည်အရဟံတမေညာသဗ္ဗညုတဉာဏ်တော်ကိုရသဖြင့်လူသုံးပါး၌တရားစင်စစ်ဖြစ်တော်မူသောနေ့မှာစပြု၍မဟာဗောဓိပင်အပရာဇိတဗံလင်တော်၌ဘုန်းရဲ့ဘလုံးအရဟတဘူချမ်းသာကိုခံစား၍နေတော်မူကြည်တော်အခါဘုန်းရဲ့လွန်ရောက်သောကာလညဤမစ္စည်းမယံကာဝေပဋိစ္စသမုပ္ပါတရားတော်ကိုဣတိဣမသမေဟတတိဣရံနာဥပ္ပတတိဣမတနိရောဓဣရံနိရောဓတိယတိတံဝိသနိရောဓသင်္ခါရနိရောဓအစရှိသည်ဖြင့်ဤသို့သောအကြောင်းအချင်းအရာအဖြစ်ဤသို့သောရှိသောအဝိဇ္ဇာအစရှိသောအကြောင်းတရားတို့အရဟတမေဉာဏ်ဖြင့်ပေသအတိဖြစ်ရာကမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ခြင်းကိုယ်ပလတ်ပြီးရှိသောဤသင်္ခါရအစရှိသောအကျိုးတရားတို့သည်လေမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်တော့၏အဝိဇ္ဇာတိဟူသောအကြောင်းတရား၏အရဟတမေဉာဏ်ဖြင့်ပေသသဖြင့်အကျိုးမဲ့မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ခြင်းဟူသောအကြောင်းကြောင့်သင်္ခါရတိဟူသောအကျိုးတရားသည်လေမဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ခြင်းခြင်းသည်ဖြစ်ထိုအတုပင်ဇာတိချုပ်ခြင်းဟူသောအကြောင်းကြောင့်သရမရဏဒုက္ခပရိဒေဝဒုက္ခဒေါမနတဥပါယတာတိဟူသောအကျိုးတရားတို့၏ချုပ်ခြင်းသည်ဖြစ်၏ဟူ၍ပဋိစ္စသမုပ္ပါတရားတော်ကိုအပြန်ဆန့်ကျင်ပဲအားဖြင့်စင်ញနှလုံးသွင်းတော်မူခဲ့ပါသည်ယင်းလိုစင်ញနှလုံးသွင်းတော်မူသောအခါကာလဝေဘုံပဋိစ္စသမုပ္ပါတရားတော်၌အဝိဇ္ဇာအစရှိသောအကြောင်းတရားတို့၏အရဟတမေကဘာဝနာဉာဏ်ပညာအဖြစ်သမုတ်သေးရသံဃာဘေရှာသဗ္ဗအတ္တိဖြစ်၍မဖြစ်သောချုပ်ခြင်းဖြင့်ချုပ်ငြိမ်းခြင်းဟူသောအကြောင်းကြောင့်သင်္ခါရအစရှိသောအကျိုးဖြစ်စေပံဒုက္ခကံဒုက္ခအစုတရားတို့၏မဖြစ်သောချုပ်ငြိမ်းခြင်းဖြင့်ချုပ်ငြိမ်းခြင်းတည်းဟူသော